ကျမတို့ရဲ့အဖိုးတွေအဖွားတွေလက်ထက်မှာကောကျမရဲ့မိဘလက်ထက်မှာကောပြောနေကြစကားရှိတယ်ငါကသားတွေကိုလည်းချစ်တယ်သမီးတွေကိုလည်းချစ်တယ်အတူတူပဲလို့ပြောနေကြစကားတွေရှိတယ်အဲ့ဒါဆိုလို့ရှိရင်ကိုကပြောလိုက်သေးတယ်အမေကတော့အဖွားကတော့ဘု து ကိုပို့ချစ်တာပါဘယ်ဘွားကိုပို့ချစ်တာပါလို့အမြဲတမ်းပြောခဲ့ဘူးတဲ့ဒါပေမဲ့တစ်ချိန်ချိန်မှာကိုပြန်ပြောခံရလိမ့်မယ်လို့မထင်ခဲ့ဘူးအခုတော့သားတွေသမီးတွေကကျမကိုစပြောပြီးမမကတော့မမသားကိုပဲချစ်တာပါပို့ချစ်တာပါသမီးတို့ကိုမချစ်ပါဘူးသားလောက်တဲ့သူကြတော့လေမမသမီးတွေကိုပဲမမကဂယုစိုက်တာသားကိုကြတော့ဂယုမစိုက်ဘူးတဲ့ကဲတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတို့ကြီးအဲ့လိုမျိုးသားတွေရောသမီးတွေရောရှိကြတဲ့သူတွေရှိလားမောင်နှမတစ်ယောက်တည်းမဟုတ်ပဲနဲ့တူတီတော့သားမဟုတ်ပဲနဲ့နှစ်ယောက်သုံးယောက်မွေးထားတဲ့သူများရှိကြလားအဲ့လိုရှိတဲ့သူတွေကရောအဒီပြဿနာကြီးကိုဘလို့ဖြေရှင်းကြတာလဲဘလို့မျိုးပြောကြတာလဲတယောက်တစ်ခွန်းရဲ့ဆန္ဒလေးတွေတယောက်တစ်ခွန်းရဲ့ပြောထားတဲ့ဓာတ်လေးတွေရှိလို့ရှိရင်နော်ခန်းစားချက်လေးတွေများတူကြမလားလို့ဘလို့ဖြေရှင်းမရမလဲလို့အဲ့ဒါလေးတွေရေးခဲ့ပါအောင်လို့ကျမရဲ့ဖြေရှင်းချက်လေးနဲ့ရောတူရဲ့လားလို့သားတွေသမီးတွေရောချစ်တာရောအကုန်လုံးတူတူပဲလားဘယ်သူကိုဘလို့မျိုးပို့ချစ်တာလဲလို့ခွဲခြားမှုရောရှိလားလို့သိချင်လိုက်တာတိကွန်လေးလဲရချင်ပါတယ်လို့ကူညီကြအောင်